你话嘛，我买啥都没有啊？你不得来的，把别人干嘛？俺不得俺熬了。哎，俺们这的，不多များ的，你比如也看了。该在家头也的嘛哩，今天呀打把嘞，某地都杀进来哇，某地都杀进来，的嘛哩偷到了地下烟个买嘅，都变没喏，嘛记。咁不记得啊？講的嘛哩的，某地有錢賺咧都殺咩啩？啊煙搞嘛啲來咯。都比話比雖然比比咩噃話，大家咯跟啊，就會不送啊比較啊定殺，就不嘛困難頭咩鬼，殺把嚟咁樣一邊我鬼。大表多大表我哪有你呢？没把过你的阿姆呢？啊！这你个哦嘞鬼，有嘞，哪你拿背他？剛剛我們殺呀，我龍啊多大多大啲嘛？啊，လူမျိုး怕大မျိုး殺到နိုင်နေပေါ့နော်ဒါကန်ကန်တဝဲပစုံကပြီးတော့အရန်ကောင်းကွယ်ဝဝကွယ်ထုတ်ပို့မှုကလည်းတန့်ရှင်းလက်ဆက်သူကနိုင်ငံသားကြီးကိုပို့ဆောင်နေရတာထိုင်းမှာဆိုလဲဝဝကွယ်ကိုရောင်းအားကောင်းပေါ့နော်မှတ်တယ်ချမ်းကားကြတော့လေပုံမှန်ဆိုရင်ကွာတင်မောတီထောင်တို့မုတ်တီထောင်တို့စားပြစ်တာများဒီနေ့ကကြတော့ဒီဟာကိုကြိုက်လို့ထောင်းမှာနေစားမှာဟာလေချမ်းသမားလေးနဲ့ညှစ်ထလိုက်မယ်နော်တုတ်ပြောရင်စားချင်းစရာတော့ဖြစ်လာမှာပဲတိလားဒါပေမဲ့ဒီငပိတောင်အရန်ကောင်းတယ်တိလားထမင်းနဲ့စာအရန်လိုက်တယ်ချမ်းတို့ဆိုအမလေးအိမ်မှာမပြတ်နေလိုက်အောင်မယ်နော်ဒီမှာတောက်ပြလိုက်တွေ့တာအရန်အချိန်မပေးရအောင်ကွယ်အဲ့တော့အခုချမ်းတောက်ထားတယ်လေဒီတဝဲပစုံငပိတောင်ကကြတော့လေထမင်းနဲ့စာလည်းအရန်လိုက်တယ်မုတ်တိတုတ်စာလည်းအရန်လိုက်တယ်တရက်တီတို့ဘာလို့နဲ့တို့စာလည်းအရန်လိုက်တယ်သားမလား人高点，牙大碎娘。大家，某地豆吧，乖，我豆沙就豆沙类的乖，盐得的。豆沙就盐高的，大开对呀。慢慢爆，某地盐係必頭嘢，做乜你就本喺度嘅。phạm luôn tu mà con bà bị ra tôi bà xong là biết đâu rồi đi làm sao vâng can trâu về bà xong là biết đâu giá ta làm tu làm sao àဒီတပူတော့မှမြန်မာဝေး900အများကြီးသားပါလိုက်ထုတ်ဖို့မအရန်ကောင်းတယ်ပန့်နေအောင်သူကထဲထဲမှာတစ်ထပ်ပါသေးပါလေလုံးကျုံတာပေါ့စော့ကားမလားစော့ကားလဲဆိုရင်လာခဲ့အရန်ကောင်းလို့ရန်ကောင်းကျိတ်ငါစီအရန်ခါချိုလေးမုတ်တီရကောင်းတယ်မုတ်တီရအနှင်းလေးအရန်လိုက်တယ်ဒီကြနဲ့တုတ်စားတာလို့တခါတည်းမတည်းအမြဲကြီးတော့မလုပ်တာကွာအရန်ကောင်းတယ်ခါစင်ကြိုက်လို့ကွာမုတ်တီမတုတ်စားခြင်းငါပြတောင်အရန်ကြိုက်တယ်ဆိုဒီတဝဲကန်ဆိုတဲ့စိမ့်နဲ့လေပစုံငါပြတောင်လေးမှားဝယ်သားဝါအရန်ကောင်းတော့ကွာတဝဲဒေတာထွက်ပစုံငါပြတောင်350ခရမ်းပါတယ်ကွာ350ခရမ်းဆိုအများကြီးပဲစားပါလိုက်မဲအများကြီးပဲရန်တော့ကောင်းတာကျတော့အိမ်မှာလေခဏဖောက်တာလေကွာခါကျငပိမကြိုးစားပြစ်ဘူးတခြားတော့ငပိမကြိုက်ဘူးလေငပိမကြိုက်ဘူးငပိနေရာမှာဒီပစုံငပိတောင်စားကြတယ်ပေါ့ချမ်းတော့ချမ်းတော့ဘက်မှာကျတော့ချမ်းတော့ငပိကြတယ်ငပိစားတယ်ငပြားကျတော့ချမ်းတော့ဒီလိုပင်မတီထောင်းစားတာတို့ဒီလိုမုတ်တီတုတ်စားတာတို့နောက်ချက်ပြသွားပြီးဆိုတရက်တီနဲ့တိုးစားတာတို့ထမင်းဖြူတယ်လေးဟင်းကျုံရင်းနဲ့စားတာတို့လေအရန်လိုက်ဖတ်တယ်ဒီတပူလုံးမှမြန်မာငွေ900ထိုင်းမှာလည်းရတယ်ထိုင်းနိုင်ငံတခြားနိုင်ငံအကုန်လုံးပို့ဆောင်ပေးတယ်
ကြီးလည်းမဆက်ဘူးအရင်စားကောင်းတယ်တော့စားကျင်နေဆိုရင်ဝယ်ပြီးတော့ကိုယ့်အိမ်မှာကိုယ်ကြိုက်တဲ့အချိန်ထားလို့စားလို့ရတယ်ကွာတကယ်လို့ကွာဒီလိုထောင်းစားတာမကြိုက်ဘူးငပိတောင်ကိုတတ်ဒီလိုပစုံငပိတောင်ကိုတတ်ဝယ်ပြီးတော့ပေါ့နော်ထမင်းနဲ့စားကျင်တာပဲဖြစ်ပေါ့နော်ကိုယ့်အိမ်မှာစောင်းထားကျင်တာပဲဖြစ်တော့အသင့်စားကွာတဝဲပစုံငပိတောင်ဒီလိုတပူလုံးမှ6တောင်ချမ်းတို့ကကြတော့တစ်ခါတည်းရန်ကြရင်ဒီလိုတွေထောင်းစားတာတို့တုတ်စားတာမျိုးဆိုချမ်းတို့ကြိုက်တယ်နောက်ပြီးသွားပြီးဆိုရင်လည်းကျွန်တော်တစ်ခါတည်းရအိမ်မှာဘာမှမချက်ဘူးဆိုရင်ကွာဒီထမင်းဖြူလေးနဲ့ဟင်းချိုဟင်းလေးနဲ့ငချောက်လေးဖုတ်ပြီးရောကစွန်းနဲ့ကြော်လေးနဲ့စားပစ်တာလည်းစီတယ်ပေါ့နော်အရင်ကောင်းတဲ့ချမ်းပြတယ်တပူမှ9000ဆိုတော့တန်ပါတယ်ကွယ်ဒီမှာလေးခုနတော့ပြောရအပေါ်မှာလေအဲ့လိုသူကပိတ်ထားတာပေါ့နော်လုံကြုံတယ်ပကွေရှင်ကောင်းတယ်တန့်ရှင်းတယ်အရာတာသူကဟိုဘယ်လိုပြောမလဲငပိတောင်မဟုတ်ကွာပဇွန်ငပိတောင်ဆိုတော့သူကပဇွန်ဆိုတော့လေအချိုတက်ပါပြီးသားဆိုတော့လေသူရဲ့အရာတာအရန်ကောင်းတယ်ကွာပြောပြီးတော့ကျတော့အဖြူကြီးငုတ်ကြီးအဖက်ကြီးအဲ့လိုဟိုအတုံးကြီးအထဲကြီးအဲ့လိုမျိုးမဟုတ်ပန်းနဲ့လေသူကတိတိကျကျညက်ညက်လေးကိုထောင်းထားပြီးအနက်လေးကသင်းနေရောပေါ့နော်အဲ့တော့တချို့ကကြတော့ငပိရေချိုမကြိုက်ဘူးကွာငပိရေချိုနေရာမှာဒီလိုပဇွန်ငပိတောင်တို့ငပိတောင်တို့အတုံးပြီးစားကြတာပေါ့နော်တကယ်လို့ကိုကပဇွန်ငပိတောင်ကောင်းကောင်းလေးစားကြတော့တဝဲဒေတာကထွက်တဲ့ပဇွန်ငပိတောင်ဒါကန်350 gram ပါရဲ့ကွာတပူးမှမြန်မာငွေ9000အရန်ကိုတန်တယ်စားပါလေအများကြီးပြပေါ့နော်ဟိုကကွယ်အဲ့တဲကြော်တွေမှားယူခြင်းနေဆိုရင်မှားယူရအောင်ထိုင်းနေရတယ်မြန်မာနိုင်ငံလည်းရတယ်ဒါပေမဲ့ချက်ပြောပြပြကြအရန်ကြိုက်လို့နော်ကျေးဇူးတင်နေသေးလားနောက်နေ့ကျမှတင်ဖို့တီထောင်းစားပြမယ်နော်